ချမ်းသာမှုကြော်ကြားမှုအာဏာရှိမှုကမ္ဘာပေါ်မှာရှိတဲ့ຢာတွေအားလုံးပင်လယ်ဓမြဘရင်ဂိုးပြော်ကြားပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့သူကွက်မြတ်မခံရခင်မှာတော့ငါးချရနာတွေဟုတ်လားမင်းတို့လိုချင်ရစီရမယ်ရှာကြစမ်းကမ္ဘာပေါ်မှာငါပိုင်ဆိုင်ခဲ့တဲ့မြတ်အရာတွေအားလုံးကိုပင်လယ်ထဲမှာထားခဲ့တယ်ဆိုပြီးတော့အော်ပြောသွားခဲ့ပါတယ်။သူပြောရတဲ့စကားဟာတကဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးတော့လူတွေဟာပင်လယ်ထဲကိုရွှဲလွှင့်ကုန်ကြကပင်လယ်ဓမြခစ်ကြီးတစ်ခေတ်စတင်လာပါတော့တယ်။တာယာရဲ့မနက်ခင်းတစ်ခုမှာတော့တင်မောကြီးတစ်ခုကရေဝဲတစ်ခုကိုဖြတ်သွားနေရပြီးတင်မောဘော်ကလူနှစ်ယောက်ကလည်းပင်လယ်ပြင်ကြီးကိုငေးကြည့်နေခဲ့ပါတယ်။ဒီချိန်အနီးနားကိုစီပိုင်းတစ်ခုမျောလာနေပြီးစီပိုင်းထဲမှာတော့မန်ကီတီလူဗီဆိုတဲ့ကောင်လေးတစ်ယောက်ပါလာခဲ့ပါတယ်။တင်မောကြီးရဲ့မှာတော့အရှိကရေဝဲကတင်မောကိုမထိခိုက်နိုင်ဘူးလို့မှတ်ခါအေးစေးပါတီပွဲတစ်ခုကိုကျင်းပနေကြပါတယ်။လူဗီပါလာရဲ့စီပိုင်းကိုမြင်တွေ့သွားတဲ့တင်မောသားတွေကအပေါ်ဆွဲတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတင်မောသားတစ်ယောက်ကပင်လယ်မြတင်မောကြီးတစ်စင်းကိုလှမ်းမြင်လိုက်ပြီးတော့ပင်လယ်မြတင်မောကြီးလာနေပြီဆိုပြီးအော်ဟစ်လိုက်ပါတယ်။မချခင်မှာပဲပင်လယ်မြတွေဟာတိုးတင်မောကိုစတင်တိုက်ခိုက်ပါတော့တယ်။ပင်လယ်မြခေါင်းဆောင်မိန်းမကြီးအဗီဒါကကော်ဖီဆိုတဲ့သူ့ရဲ့ပျော့ဖက်ဖက်တင်မောသားလေးကိုဒီပင်လယ်ပြင်မှာအလှဆုံးကဘသူလဲလို့မေးလိုက်ပါတယ်။ကိုဖီကလည်းဒီပင်လယ်မြတင်မောရဲ့ခေါင်းဆောင်တခင်မကြီးအဗီဒါပါလို့သဘောကျပြန်ဖြေပေးရပါတယ်။သူတို့ရဲ့အားလုံးကခေါင်းဆောင်အဗီဒါကိုအင်မတန်ကြောက်ရပါတယ်ဒီလိုနဲ့ပင်လယ်မြတွေကတင်မောချက်တိုင်းတွေကိုဖျက်ဆီးလိုက်ချိန်မှာတော့လူဗီရှိနေတဲ့စီပိုင်းဟာလည်းတင်မောအတွင်းထဲကိုလိမ့်ဝင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပင်လယ်မြတွေကတင်မောရဲ့စီကိုကျိုးရည်နဲ့တွေ့ပြီးတော့တက်လာပါတော့တယ်ကိုဖီကတော့ကျိုးတဲ့ခုံကူကမှကြောက်နေရကြောင်းတခင်မအဗီဒါကစူပူကျိမ်းပေါက်နေပြီးကိုဖီကိုပိတ်ကန်လိုက်ပါတယ်ဒီလိုနဲ့ပင်လယ်မြတွေဟိုဘက်တင်မောကိုတိုက်ခိုက်နေချိန်ကိုဖီတယောက်ကတော့မိဖို့ကြောင်တွေကိုဝင်လာခဲ့ပါတယ်ရုံးမင်းဆန်ခတ်ဖြစ်နေကြချိန်မှာပဲခိုးကြောင်ခိုးဝက်ငတက်ပြားကောက်မာလေးတယောက်ကလည်းပင်လယ်ဓမြတင်မောဘောကိုကျိုးနဲ့တွေ့တက်လာနေပါတယ်။တင်မောစီကိုခိုးဝင်မှုကြိုးစားရင်းမှာပင်လယ်ဓမြနဲ့တက်တဲ့တိုးလို့အမှောက်တိတ်ပေးလိုက်ရပါတယ်ရဲ့။ကိုဖီကလူဗီရှိရဲ့စီပိုင်းကိုမိဖို့ကြောင်ထဲကနေလှိမ့်လာပြီးတော့တိတ်လာပါတယ်။ဒါပေမဲ့ပင်လယ်ဓမြတွေနဲ့တိုးပြီးသူတို့ကစီပိုင်းကြီးကိုခွဲဖို့လုပ်ပါတော့ရဲ့။ဒီအချိန်မှာပဲစီပိုင်းတွေကလူဗီထွက်ပေါ်လာခဲ့ပြီးပင်လယ်ဓမြတွေလည်းလဲကျသွားခဲ့ပါတယ်။လူဗီကဘသူတွေလဲဘာတွေလဲမေးလိုက်တဲ့အချိန်မှာတော့ပင်လယ်ဓမြတွေကမခံလေးစားလုပ်တယ်ဆိုပြီးတော့ဓာတ်နဲ့ပြေးခုတ်ပါတော့ရဲ့။ဒါပေမဲ့လူဗီရဲ့အရှောင်သိန်းတွေကြောင့်ဓာတ်တွေပဲကျိုးသွားခဲ့ရပြီးပင်လယ်ဓမြတွေရဲ့လန့်ပြီးတော့ထွက်ပြေးသွားပါတယ်။ကိုဖီကတော့လူဗီကိုပင်လယ်ဓမြတွေထပ်မရောက်လာခင်ဒုက္ခရောက်မှာမလို့အမြန်ပြေးခိုင်းနေပေမဲ့ဘာမှတက်ကီးမဆိုင်တဲ့လူဗီတယောက်ကတော့ဗိုက်စာရဲဆိုပြီးတော့စားစရာလိုက်ရှာနေခဲ့ပါတယ်။ဒီလိုနဲ့စတိုကန်တစ်ခုရဲ့ကိုရောက်လာခဲ့ကြပြီးတော့ကိုဖီကတော့ဒီနေရာဟာလူဗီအတွက်အလုံးကျုံဆုံးပဲလို့ပြောနေခဲ့ပါတယ်။လူဗီလည်းစတိုကန်ရဲ့တစ်တီးတွေကိုစားနေရင်ကိုဖီအကြောင်းကိုမေးမြန်းလာပါတယ်။ကိုဖီရဲ့ပြောကြားချက်အရတနေ့သူငားများဖို့ကမ်းခြေကနေလှေတစည်းကိုစီးလာပေမဲ့တကယ်တမ်းမှာတော့ငားဖမ်းလီမဟုတ်ပဲနဲ့ပင်လယ်ဓမြလှေဖြစ်နေခဲ့တာပါ။ဒါနဲ့ပဲအဖမ်းခံလိုက်ရပြီး2နှစ်ကြာသည့်အထိပင်လယ်ဓမြတင်မောပေါ်မှာခိုင်းပတ်လုပ်နေခဲ့ရပါ။လူဗီကထွက်ပြေးဖို့အကြံပေးပေမဲ့ကိုဖီကတော့ခေါင်းဆောင်အဗီဒါကိုအလွန်ကြောက်တာကြောင့်မပြေးရဲခဲ့ပါဘူး။တစ်ဖက်မှာလည်းပင်လယ်ဓမြတွေကဟိုဘက်တင်မောပေါ်ကနေပစ္စည်းတွေကိုတင်နေကြချိန်ခိုးကြောင်ခိုးဘက်ကောက်မလေးကလည်းပင်လယ်ဓမြတွေရဲ့ပစ္စည်းတွေကိုပြန်လဲခိုးယူနေပါတယ်။လူဗီကကိုဗစ်ကိုကြောက်တဲ့သူတွေကိုသဘောမကျကြောင်ပြောလာပါတယ်။ကိုဖီကတော့လူဗီတို့စီပိုင်းနဲ့ဝင်ပြီးတာထွက်ပြေးဖို့တတိရှိခဲ့မယ်ဆိုသူလှုပ်ချင်တာတခုရှိကြောင်းပြောခဲ့ပါတယ်။လူဖီကလည်းသူ့ရဲ့အိမ်မက်ကပင်လယ်ဓမြဘရင်တယောက်ဖြစ်လာဖို့ပဲလို့ပြောလာပါတယ်။အယောင်အံအားတင်သွားတဲ့ကိုဖီကပင်လယ်ဓမြဆိုရင်အခြားဖွဲ့သားရေရောဗမာလဲလို့မေးလာပါတယ်။ပင်လယ်ဓမြဘရင်ဖြစ်လာဖို့ဆိုပင်လယ်ဓမြဘရင်ဂိုးပြော်ကြထားခဲ့တဲ့ One Piece ရတနာကိုရှာရမှာဖြစ်ပြီးတော့ One Piece ကိုတကဘာလုံးကပင်လယ်ဓမြတွေရလဲရှာနေကြရပါ။ဒါပေမဲ့လူဗီကတော့ဖြစ်နေတာတွေကိုဂယူးမဆိုင်ပဲနဲ့သူ့ရဲ့အိမ်မက်အကောင့်ထဲပေါ်လာဖို့တေဒီအထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီစကားတွေကိုကြားလိုက်ရတဲ့ကိုဗီကသူ့မှာလည်းအိမ်မက်တစ်ခုရှိပြီးရေတက်ထဲဝင်ကပင်လယ်ဓမြတွေကိုဖမ်းကျင်တာဖြစ်ကြောင်းပြောလာပါတယ်။ဒီလိုစကားတွေကောင်းနေကြတော့မှပဲတခင်မာကြီးအဗီဒါရောက်လာပါတော့တယ်။ပင်လယ်ဓမြတွေကလူဗီကိုဝိုင်းထားလိုက်ကြပြီးတော့အဗီဒါကကိုဗီကိုပင်လယ်ပြင်မှာဘသူအလှဆုံးလဲလို့ထပ်မေးလိုက်ပါတယ်။ဘာမှမသိရဲ့လူဗီကတော့ဒီရုပ်ဆိုးဆိုးဖတ်တီမာကြီးကဘသူလဲလို့ပြောလိုက်ချိန်မှာတော့ကိုဗီရောပင်လယ်ဓမြတွေပါထိတ်လန့်ကုန်ကြပါတယ်။ဒေါနာထွက်သွားတဲ့အဗီဒါလည်းလူဗီကိုစတင်ရှမ်းမှုပါဟဲ့။ပင်လယ်ဓမြတွေကလည်းလူဗီကိုဝိုင်းတိုက်ခိုက်လာကြအောင်မလို့လူဗီတယောက်ကတော့သူ့ရဲ့ရောဘာစွမ်းကိုစတင်အသုံးပြုရပါပြီ။အားလုံးကလည်းအံ့အားတင်သွားကြပြီးတော့လူဗီကတော့သူဟာရောဘာလူသားပဲလို့ပြန်ပြောလိုက်ပါတယ်။အဗီဒါကနတ်ဆိုးတတီအစွမ်းကြောင့်ဆိုတာကိုရှိမ့်မိနေခဲ့ပြီးလူဗီကလည်းသူဟာဂုံမုံနိုမီဆိုရဲ့ရောဘာအတီးကိုစားထားကြောင်းပြန်ပြောလာပါတယ်။နတ်ဆိုးအတီးတွေဟာရုံတန်းပုံမြင်တစ်ခုလိုဖြစ်နေခဲ့ပြီးတကယ်ရှိမှန်းဘယ်သူမှမသိခဲ့ကြပါဘူး။အဗီဒါကလူဗီကိုပင်လယ်ဓမြမုံဆိုးတယောက်လို့ထင်နေပေမဲ့လူဗီကတော့သူ့တဲ့ပင်လယ်ဓမြပဲလို့ပြန်ဖြေလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲခိုးကြောင်ခိုးဝက်ကောင်မလေးကတော့ပင်လယ်ဓမြရဲ့ရှန်နာကိုခိုးထုတ်နေခဲ့ပါပြီ။ကိုဗီကလူဗီပြောခဲ့တဲ့ကိုယ့်အိမ်မက်ကိုကိုယ်တိုင်အကောင့်ထဲပေါ်ထုစစ်ရမယ်ဆိုတဲ့အားပေးစကားတွေကိုပြန်ကြားရောက်လာပါတယ်။ဒါကြောင့်ပဲအဗီဒါကိုပင်လယ်ပြင်မှာရုပ်အဆိုးဆုံးဖတီမာကြီးလို့အော်ပြောလိုက်ပြီးတော့ရှေတသားလောက်ကပင်လယ်ဓမြတွေကိုလိုက်ဖမ်းတော့မယ်လို့ပြောချလိုက်ပါတော့ရဲ့။
ဆက်ရတော်တူနေပြီဖြစ်တဲ့ Avida ကပြဿနာကောင်လူဗီကိုလက်ဆွဲတော်တင်ပုံနဲ့စရိုက်ပါတယ်။ဒါပေမဲ့လည်းရောဘာလူသားဖြစ်နေတဲ့လူဗီကတော့ဘာမှမဖြစ်လာဘဲနဲ့ရောဘာပစ္စတိုအကွက်နဲ့ထိုးချလိုက်တဲ့အချိန်မှာတော့ Avida တယောက်အဝေးကိုလွင့်ထွက်သွားပါတော့။လူဗီကခေါင်းဆောင်ကျသွားလို့ကြောက်လန့်နေတဲ့ပင်လယ်မြတွေကိုလှေတစည်းတောင်းကရှေ့တက်ထဲဝင်ကျင်နေတဲ့ကိုဗီစီကိုပေးခိုင်းပါတယ်။ဒီအချိန်မှာပဲပင်လယ်မြတင်မောနာကိုရှေ့တက်တင်မောတစီရောက်လာတဲ့အခါမှာတော့လူဗီကထွက်ပြေးဖို့လုပ်ပါတော့။တယောက်တည်းဆိုရင်အဖမ်းခံရမှကြောက်တဲ့ကိုဗီလည်းလူဗီနဲ့ပဲလိုက်ပါလာခဲ့ပါတယ်။ခိုးကြောင်ခိုးဝက်ကောင်းမလေးကတော့ရန်နာတွေခိုးယူပြီးပြီမလို့ထွက်ပြေးဖို့လုပ်နေပါပြီ။သူ့ကိုထွက်ပြေးလာကြပြီးမှတော့ကိုဗီက One Piece ကိုတာရှာမယ်ဆိုရင် Grand Line ဆိုတဲ့နေရာကိုဖြတ်သွားရမယ်လို့ပြောလာပါတယ်။ Grand Line ဆိုတာကပင်လယ်ပြင်ရဲ့တင်းချိုင်းဖြစ်တာကြောင့်လူဗီလည်းဒါကြောင့်အဖွဲ့ဝင်တွေစရှာရမယ်လို့ဆိုပါတယ်။ Avida ပြောခဲ့တဲ့ပင်လယ်မြမုတ်ဆိုးဖြစ်သူဇိုယိုကိုအဖွဲ့ထဲခေါ်ခြင်းပေမဲ့ကိုဗီရဲ့ပြောစကားအရဇိုယိုဟာလက်ရှိမှာရှေ့သက်စကန်တစ်ခုမှာအဖမ်းခံနေရတာပါ။ဒီလိုနဲ့ပဲတိုးတငယ်ချင်းနှစ်ဦးဟာပင်လယ်ပြင်ပေါ်ကိုရွက်လွှင့်ရင်းနဲ့ဆက်လက်ထွက်ခွာလာခဲ့ကြပါတော့။ပင်လယ်မြမာကြီး Avida ကိုအနိုင်ယူနိုင်ခဲ့တဲ့လူဗီနဲ့ကိုဗီဟာမကြခင်မှာပဲ Romance Dawn ဆိုတဲ့ကျွန်းလေးတစ်ခုကိုရောက်ရှိတော့မှာပါ။ကိုဗီကအဲ့ဒီကျွန်းမှာနာမည်ကြီးပင်လယ်မြမုတ်ဆိုးရိုနိုဝါဆိုယိုအဖမ်းခံထားရကြောင်းဆိုပါရဲ့။ပင်လယ်မြတွေကိုအပိုင်းပိုင်းခုန်ဖြတ်ပြီးတော့ဖမ်းတဲ့ဆိုယိုကိုတချို့ကမကောင်းဆိုးဝါးလူအောင်မှတင်စားကြပါရဲ့။ဒီလိုနဲ့လူဗီတို့လည်းကျွန်းပေါ်ကရှေ့သက်စကန်အနီးကိုရောက်ရှိလာခဲ့ပါရဲ့။ကိုဗီကအဖမ်းခံထားရတဲ့ဆိုယိုကိုအဖွဲ့ထဲမခေါ်ဘူးလူဗီကိုဖျောင်းဖျားနေပေမဲ့လူဗီကတော့ဇိုယိုဟာလူကောင်းတာဖြစ်မယ်ဆိုရင်ခေါ်ချင်ကြောင်းဆိုခဲ့ပါတယ်။လူဗီလည်းမြို့သားတယောက်ကိုဇိုယိုအဖမ်းခံထားရတဲ့နေရာကရှီတက်စခန်းထဲမှာလာလို့မေးလိုက်ချိန်မှာတော့နမဲကြားရနေတင်အားလုံးကလမ်းဖြန့်ကုန်ကြပါတယ်။လူဗီကတော့ကိုဗီလည်းရှီတက်ထဲကိုဝင်ချင်နေရမို့လို့ရှီတက်စခန်းထဲကိုတွားကြဖို့ပြောရင်မဲ့ကိုဗီကတော့ဒီကျွန်းကရှီတက်စခန်းကိုနမဲဇိုးနဲ့ကြော်ကြရဲ့ကပတိန်မော်ဂန်ဆိုသူအုပ်ချုပ်နေရလို့ပြန်ပြောခဲ့ပါတယ်။ဒီလိုနဲ့တိုးနှစ်ယောက်လေးရှေ့သက်စခန်းနေရန်ပေါ်ကိုတက်ကြည့်ကြရမှာတော့ရိုနိုဝါဆိုယိုကိုတွေ့ခဲ့ပါတယ်။လူဗီကဇိုယိုကိုလှုပ်ပေးဖို့ကြိုးဖြီပေမဲ့ပြောနေပေမဲ့ဒီအချိန်မှာပဲဇိုယိုကမြင်သွားပြီးမျက်စိနောက်တွေထွက်သွားကြလို့ပြောလိုက်ပါတယ်။ကိုဗီလည်းဇိုယိုကိုအဖွဲထဲမထည့်ဖို့လူဗီနဲ့စကားများနေချိန်မှာပဲခလေးမလေးတယောက်ကလှေကတိလေးနဲ့ဘေးရတက်လာခဲ့ပါတယ်။ခလေးမလေးကကျိုးနဲ့တွေ့ဆင်းသွားပြီးအဖမ်းခံထားရတဲ့ဇိုယိုကိုအိုနီဂီဝီထမင်းစုပ်လေးသွားပေးခဲ့ပါတယ်။ဇိုယိုကခလေးမလေးကိုစိတ်ပူပြီးထွက်သွားခိုင်းနေပေမဲ့မကြခင်မှာပဲရှေ့သက်သားရေရောက်လာခဲ့ပါတယ်။အဲ့ဒီတဲကကပတိန်မော်ဂန်ရဲ့တားဖြစ်သူဟက်တမန်ပိုကခလေးမလေးရဲ့ထမင်းစုပ်ကိုလှူစားလိုက်ပြီးအရသာဆိုလို့စားမရဘူးပြောဆိုကချက်တောင်းနဲ့နင်းချပစ်လိုက်ပါတယ်။ရာဇဝတ်သားကိုကူညီတိုင်းအပြစ်ပေးခံရမယ်လို့ဆိုကခလေးမလေးကိုနရံအပြင်ကိုကင်ပေါက်ခိုင်းခဲ့ပါတယ်။ရှေ့သက်သားကခလေးမလေးကိုမကင်ပေါက်ချင်ပေမဲ့ကပတိန်မော်ဂန်ရဲ့တားအမိန်မို့မလွန်ဆန်နိုင်ပဲပြစ်လိုက်ရပါတော့။ဒါပေမဲ့လေလူဗီကသူ့ရဲ့ရောဘာအစွမ်းနဲ့လှမ်းဖမ်းလိုက်နိုင်ခဲ့ပါတယ်။ဟက်တမန်ပိုလည်းရှီမောကဆိုယိုကိုတလားတိတိအခုလိုဆက်တောင်းခံနိုင်မှာမဟုတ်ဘူးလို့ပြောကထွက်သွားခဲ့ပါတယ်။ဒါမဲ့ဆိုယိုကတော့နောက်ထပ်10ရက်ပဲကြံတော့ရလို့လှမ်းအောင်ပြောလိုက်ပါတယ်။မကြခင်မှာပဲလူဗီရောက်လာခဲ့ပြီးသူသာဆိုရင်အစားမစားပဲနေနိုင်မှာမဟုတ်ဘူးလို့ပြောတဲ့အခါဆိုယိုကတော့သူဟာခံနိုင်ရရှိသူဖြစ်ပြီးအသက်ရှင်အောင်ရှင်ရမယ်လို့ပြန်ပြောလိုက်ပါတယ်။လူဗီလည်းတော်တော်ထူးဆန်းတဲ့သူပဲလို့ဆိုကထွက်သွားဖို့ပြင်နေချိန်မှာပဲဆိုယိုကခလေးမလေးကြံခဲ့တဲ့ထမင်းစုပ်လေးကိုလှမ်းယူခိုင်းခဲ့ပါတယ်။ဆိုကသူ့ရဲ့ထမင်းစုပ်တွေကိုအကုန်စားလိုက်တာကိုတိသွားတဲ့ခလေးမလေးကတော့အလွန်ဝမ်းသာနေခဲ့ပါပြီ။အဲ့ဒီနောက်ခလေးမလေးကဆိုအဖမ်းခံနေရတာဟာသူ့ကြောင့်ဖြစ်ကြောင်းရှင်းပြလာပါတယ်။တနေ့မှာဟက်တမန်ပိုကသူ့တပည့်တွေနဲ့အတူခွေးကြီးတကောင်ကိုခေါ်ကခလေးမလေးကိုစားလောက်ဆိုင်တွေကိုဝင်ရောက်တောင်းကျိုင်းခဲ့ပါတယ်။ဒါကိုစားလောက်ဆိုင်မှာရှိနေတဲ့ဆိုကဝင်ရောက်ကူညီပေးခဲ့ပြီးရှေ့သက်သားတွေကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဒီခါဟက်တမန်ပိုကသူ့ဖေဟာရှေ့သက်ခေါင်းဆောင်ကပတိန်မော်ဂန်ဖြစ်ပြီးခလေးမလေးနဲ့သူ့အမေကိုဖမ်းပြီးကျိုးမိန်ပေးမယ်လို့ချိန်ချောက်ပါတော့။အဲ့လိုဖြစ်ချင်ရင်တော့ဇိုကတလားတိတိအစာမစားရေမတောက်ပဲအဖမ်းခံရမှာဖြစ်ပြီးအကဲလို့မသေးခဲ့ရင်တော့လှုပ်ပေးမယ်လို့ပြောလာပါတယ်။ဒီလိုနဲ့ဇိုတယောက်အဖမ်းခံရပြီးအခုဆိုရင်တော့3ပတ်တိတိရှိနေပြီဖြစ်ပါတယ်။ဂတိမတီရဲ့ဟက်မန်ပူကတော့ခလေးမလေးကိုဆိုင်မှာထပ်မံတောင်းကျမ်းနေခဲ့ပြီးဇိုကိုလည်းနောက်နေ့ကျရင်တပ်ပစ်တော်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ရဲ့လူကြီးကဂတိမတီရဲ့ဟက်မန်ပူကိုပြေးထိုးခဲ့ပါတယ်။ဟက်မန်ပူကတော့ပြန်မထိုးဘဲနဲ့အဖေနဲ့တိုင်ပဲအော်ဟစ်နေခဲ့ပါတယ်။အချိန်ထဲမှာပဲလူဗီတယောက်ကတော့စိတ်ကောင်းရှိရဲ့ဇိုယိုကိုသူ့ရဲ့ပင်လယ်များအဖွဲ့ကိုခေါ်ဖို့တေချာသွားခဲ့ပါပြီ။ဒီအချိန်ဇိုယိုကတော့ခလေးဘွားကအကြောင်းတွေကိုပြန်လဲတွေးတောနေခဲ့ပြီးသူပေးခဲ့တဲ့ခရီးတစ်ခုကြောင့်အသက်ရှင်ကိုရှင်ရမယ်လို့တွေးနေခဲ့ပါရဲ့။အဲ့ဒီအချိန်မှာပဲလူဗီကသူ့ရှေ့ကိုရောက်လာခဲ့ပြီးသူ့ရဲ့ပင်လယ်များအဖွဲ့တွေကိုဝင်မှုခေါ်ပါတော့ရဲ့။ဇိုယိုလည်းရာဇဝတ်သားပင်လယ်များတယောက်မဖြစ်ချင်ကြောင်းပြောကတန်းညင်းခဲ့ပါရဲ့။ဒါပေမဲ့လေလူဗီကတော့နားမထောင်ပဲဇိုယိုရဲ့လက်ဆွဲတော်ခံတနာဓာတ်တွေကိုတွားယူလာမယ်သူ့အဖွဲ့တွေကိုဝင်ရမယ်လို့ဆိုခဲ့ပါရဲ့။ဒီချိန်ရှေ့သက်စခန်းရဲ့အပေါ်ဆုံးတက်မှာကပတိန်မော်ဂန်ရဲ့ရုပ်ထုကြီးကိုတိစောက်နေကြပြီးဟက်တမန်ပိုကတော့သူ့အတွက်လက်စားချေဖို့ပဲသူ့အဖေကိုတကယ်ကဲပူစာနေပါရဲ့။နားကြီးလာတဲ့ကပတိန်မော်ဂန်ကအဖြစ်မရှိရဲ့သားလို့ဆိုကထိုးထည့်လိုက်ပါတော့ရဲ့။အဲ့ဒီနောက်ပြဿနာရဲ့အရှင်းမြစ်ဖြစ်တဲ့ခလေးမာလေးကိုတတ်ပြစ်ဖို့နောက်လိုက်တွေကိုအမိန်ပေးလိုက်ပါရဲ့
ရှေတသားတွေကတော့ခလေးပဲရှိသေးရမလို့မတက်ရက်ဘူးပြောနေရကြောင်းကပတိန်မော်ဂန်ကသူ့ရဲ့ပစိန်လက်နဲ့ရိုက်ချလိုက်ပါတယ်ဒီအချိန်မှာပဲလူဗီရောက်လာခဲ့ပြီးအပေါ်ဆုံးတက်ကနေအတန်တွေကြားလို့ရောဘာဆွဲနဲ့တက်လာလိုက်တာအရှိန်လုံးပြီးကပတိန်မော်ဂန်ရဲ့ရုပ်ထုကြီးကိုတိုက်မိပြီးပျက်စီးသွားပါတော့စိတ်ရမ်းတူသွားတဲ့ကပတိန်မော်ဂန်လည်းလူဗီကိုဖမ်းဖို့အမိန်ပေးလိုက်တဲ့အခါလူဗီကတော့ဇိုရဲ့ခန္ဓာနာဓာတ်တွေကိုရှာဖို့ဟတ်မန်ပိုကိုခေါ်ကထွက်ပြေးသွားခဲ့ပါတယ်ဒီအချိန်အပိုင်းတစ်တုံးကခိုးကြောင်ခိုးဝက်ကောင်မလေးကလည်းရေတပ်စခန်းထဲကိုခိုးဝင်ဖို့လုပ်နေခဲ့ပါတယ်တစ်ဖက်မှာကိုဘီကတော့ဇိုကိုကြိုးဖိပေးနေပြီးဇိုကသူ့ကိုလှုပ်ပြီးရင်ကိုဘီပါဒုက္ခရိုက်နှောင်ကြောင်းပြောလာပါတယ်တရားမျှတတဲ့ရှေတသားဖြစ်ချင်နေတဲ့ကိုဘီကတော့ဇိုကိုကြိုးဖိပေးလိုက်ပြီးဒုက္ခရောက်နေပြီဖြစ်တဲ့တငယ်ချင်းလူဗီကိုကယ်ခိုင်းပါတယ်ဒါပေမဲ့ကပတိန်မော်ဂန်ရောက်လာပြီးတိုးနှစ်ယောက်တော့ရှင်းပြဖို့လုပ်ပါတော့ဒါတွေကိုခန္ဓာနာဓာတ်တွေရှာတွေ့သွားပြီဖြစ်တဲ့လူဗီကလှမ်းမြင်နေခဲ့ပါတယ်ဒါကြောင့်လူဗီလည်းဓာတ်တွေကိုအမြန်ယူပြီးရာဘာဆွဲအောင်တုံးကအချိန်မီကာပေးလိုက်နိုင်ခဲ့ပါတယ်လူဗီရဲ့ခန္ဓာကိုယ်ဟာရာဘာဖြစ်နေရကြောင်းတနက်ကြည်စံတွေကထိုးမဖောက်နိုင်ပဲပြန်ကန်ထွက်ကုန်ပါတယ်အားလုံးလည်းအံ့ဩသွားကြပြီးလူဗီကတော့တနေ့တူဟာပင်နမြဘရင်ဖြစ်လာမဲ့လူလို့ပြောလိုက်ပါတော့အဲ့နောက်ဇိုရဲ့ဓာတ်တွေကိုပြန်ပေးလိုက်ပြီးသူနဲ့သူစက်တိုက်ပွဲဝင်မယ်ဆိုအစိုးရပုံကန်သူဖြစ်သွားမယ်လို့ပြောခဲ့ပါတယ်ဒီလိုနေရာမှာအသေးခံရမဲ့တူပင်နမြပဲလှုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့ဆိုလိုကတော့ဘာအောင်မှမမှုတော့ပဲလူဗီရဲ့ပထမအဆုံးသောအဖွဲ့ဝင်ဖြစ်လာပါတော့ကပတိန်မော်ဂန်ကတော့လူဗီစွမ်းတွေဟာနှဆိုးအတီးကြောင့်ဆိုတာကိုသိနေခဲ့ပါတယ်လူဗီကတော့ဇိုရိုကိုကြိုးဖိပေးနေပါတယ်လူဗီဖြီမှာပဲကြိုးတွေကပို့ထုံးသွားခဲ့ပြီးတော့ရှေတသားတွေရောက်တနက်နဲ့ပြစ်မရပါမယ်ဓာတ်နဲ့ခုတ်မယ်ဆိုပြီးတော့ရှေတိုးလာကြပါပြီဒါပေမဲ့ရှေတသားတွေအားလုံးကိုဇိုရိုကအချိန်မီတားဆီးနိုင်ခဲ့ပြီးဇိုရိုလွတ်လာတာကိုသိသွားတဲ့ရှေတသားတွေလည်းထိတ်လန့်နေခဲ့ပါတယ်ဇိုရိုကလူဗီနဲ့သူပင်နတများလှုပ်ပြီးအစိုးရကိုစန့်ကျင်တော့မှဆိုပေမဲ့သူ့ရဲ့အိမ်မက်ဖြစ်တဲ့ကပအတော်ဆုံးပြိုင်မကင်းဓာတ်သမားတယောက်ဖြစ်လာစေရမယ်လို့ပြောခဲ့ပါတယ်ရှေတသားတွေကတော့ပင်နတများမုံဆိုဇိုရိုကိုတော့မနိုင်တာနှဆိုးအသီးစားထားတဲ့လူဗီကိုနိုင်ဖို့ဆိုတာပုံမဖြစ်နိုင်မှန်းသိနေကြပြီးကပတိန်မော်ဂန်ကတော့သူ့မိတ်ကိုမနာခံတဲ့သူတွေကိုကိုယ်လေပင်ကိုခုတ်ဖြတ်လိုက်လို့ပြောလိုက်ပါတယ်လူဗီလည်းစတင်တိုက်ခိုက်ခဲ့ပြီးကပတိန်မော်ဂန်ကသူ့ကိုယ်သူပစိန်လက်မော်ဂန်လို့ပြောကပြန်လည်တိုက်ခတ်လိုက်ရမယ်သူ့တိုက်ကွက်တွေကဘာမှမထိရောက်ခဲ့ပါဘူးဒီခါဟတ်မန်ပိုကကိုဗီကိုဖမ်းပြီးတော့တစားကန်လှုပ်ပါတော့ဒါပေမဲ့လည်းလူဗီရဲ့ရာဘာပစ္စတိုနဲ့တာအထိုးခံလိုက်ရပါတယ်ဒေါ်ရီပွားနေတဲ့ကပတိန်မော်ဂန်ကလူဗီကိုပစိန်လက်နဲ့ခုတ်လိုက်ချိန်မှာပဲဇိုရိုဝင်ကာပေးလိုက်ပြီးကပတိန်တို့အမြဲအစင်သင့်ပဲလို့ဆိုကအမှောက်ချပေးလိုက်ပါတော့ကပတိန်မော်ဂန်ကြီးလဲကျသွားရဲဆိုရင်ပဲရှေတသားတွေကလက်နက်ချပြီးသူ့ကိုလွတ်လပ်ပြီလို့ဆိုကပျော်ရွှင်ကုန်ကြပါတယ်ဇိုရိုကတော့အဖမ်းခံရတဲ့တခြားလုံးဘာမှမစားထားကြအောင်လဲကျသွားခဲ့ပါပြီဒီလိုဖြစ်နေချိန်ခိုးကြောင်ခိုးဝက်ကောင်မလေးကတော့ရှေတက်စကန်အခန်းတစ်ခုထဲမှာဂရန်လိုက်ရဲ့မြေပုံကိုရှာဖွေနေပါတယ်အချိန်တော်ကြာရှာပြီးရဲ့အထိဂရန်လိုက်မြေပုံကိုမတွေ့ရတော့ပါကြောင်းပင်လယ်သမားကပတိန်ဘက်ကီယူသွားပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်လူဗီဇိုယိုနဲ့ကိုဘီတို့ဟာခလေးမလေးရဲ့ဆိုင်ထဲမှာစားတောက်နေကြပါတယ်သူတို့ကိုကျွေးမွေးအခန့်လို့ကျေးဇူးတင်နေကြပြီးခလေးမလေးရဲ့အမေကတော့ဒီမျိုးကိုကယ်တင်ပေးခဲ့သူတွေမို့ပိုလို့တောင်ကျေးဇူးတင်ကြောင်းပြောလာပါတယ်ဇိုကပင်လယ်သမားဘရင်လုံမဲ့လူဗီကိုအခြားအဖွဲ့ဝင်တွေရှိသေးလားမေးပါတယ်လူဗီကတော့တိုးနှစ်ယောက်သာရှိကြောင်းပြန်ပြောခဲ့ပြီးသူ့ရဲ့ပင်လယ်သမားတင်မောအသေးလေးကိုလှမ်းပြလိုက်ပါတယ်လူဗီတို့ဆက်လက်ခရီးဆက်ရမှာကတော့ Grand Line ဖြစ်ပြီးနှစ်ယောက်ထဲနဲ့တော့အဲ့ကိုရောက်နိုင်မှာမဟုတ်ပါဘူးကပောင်မှာပင်လယ်နှစ်ခုရှိပြီးအဲ့ဒီပင်လယ်နှစ်ခုကိုပိုင်းခြားထားတဲ့တိုက်ကြီးကို Red Line လို့ခေါ်ကြပါတယ် Red Line ရဲ့အလယ်မှာမြို့တစ်မြို့ရှိနေပြီး Grand Line ကအဲ့ဒီမြို့ကိုထောင်လိုက်ဖြတ်ပြီးတကဘာလုံးထိကိုပတ်သွားပါတယ်အဲ့ဒီနေရာမှာပဲပင်လယ်သမားဘရင်ဂိုးပြော်ကြားကသူ့ရဲ့ One Piece ရန်နာတိုက်ကိုထားခဲ့ရကြောင်းပင်လယ်သမားတွေအကုန်လုံးကအဲ့ဒီနေရာကို UTV ရွှဲလွှင့်နေကြရပါလူဗီကတော့ဘလုံနေ One Piece ကိုရှာမှာဖြစ်ပြီးဇိုယိုကလည်းသူ့ရဲ့ကပတိန်နောက်ကိုထောက်လျှောက်လိုက်တော့မှာဖြစ်ပါတယ်ကိုဘီကတော့လိုက်ပါလာမှာမဟုတ်ပဲသူ့ရဲ့အိမ်မက်ဖြစ်တဲ့ရှေတသားဖြစ်ဖို့စတင်ကြိုးစားရမှာပါမကြာခင်မှာပဲရှေတသားတွေရောက်ရှိလာကြပြီးသူတို့ကိုကျေးဇူးတင်ကြောင်းပြောကြပါတယ်ကျေးဇူးရှင်စုံနေပေမဲ့လည်းပင်နတမကြီးဖြစ်နေရကြောင်းရေတပ်ဂုံတိတ်ခါအရာလူဗီတို့ကိုဒီမျိုးကထွက်သွားခိုင်းခဲ့ပါတယ်မြို့သားတွေရောက်စိတ်မကောင်းကြပေမဲ့လူဗီနဲ့ဇိုယိုကတော့ရှီပြုံးရင်းနဲ့ပဲလက်ခံလိုက်ကြပါတယ်ရှေတသားတွေကကိုဘီကိုပါမေးမြန်းလာချိန်မှာတော့အဗီဒါရဲ့လက်အောက်မှာနှစ်နှစ်ကျော်လုတ်ခဲ့ရအောင်လူဗီပြောမိကန်ဒီမှာပဲရှေတထဲဝင်မရမှာဆိုပြီးကိုဘီကဆွဲထုတ်ခဲ့ပါတယ်ဒီကလူဗီကလည်းပြန်ထိုးကရုံးရင်းဆန်ခတ်တွေဖြစ်ကြပါတယ်အဲ့ဒီနောက်ရှန်ဖြစ်နေကြတဲ့တိုးနှစ်ယောက်ကတပွဲနဲ့မဖြစ်နိုင်ဘူးလို့ဆိုကရှေတသားတွေကကိုဘီကိုပင်နမမဟုတ်မှရှုံကြည်သွားကြပါတယ်တကယ်တမ်းမှာတော့လူဗီကဒီအကွက်မျိုးဖြစ်အောင်တမင်ကိုဘီစိတ်ကိုစွပြီးခဲ့တာပါဂွင်တွေ့သွားတဲ့ကိုဘီလည်းရှေတထဲဝင်ကြအောင်တောင်းဆိုကတနေ့ရှေတက်အရာရှိဖြစ်လာရမယ်လို့ကြုံဝါနေခဲ့ပါတယ်ဒါနဲ့ပဲလူဗီနဲ့ဆိုကတော့မြို့ကထွက်ခွာဖို့ပြင်နေပြီးကိုဘီကလည်းကျေးဇူးတင်စကားလိုက်ပြောခဲ့ပါတယ်တိုးတငယ်ချင်းနှစ်ယောက်နောက်တစ်ခါပြန်တွေ့ခဲ့မယ်ဆိုရင်တော့ပင်နတမနဲ့ရှေတသားကြီးဖြစ်နေမှာမို့အကျွေးစီချင်းတူဝင်မဲ့ခေါင်းပတ်မတူရဲ့ဘဝကိုရောက်ရှိနေကြအောင်ပါ